မင်္ဂလာပါတဘာဝနီးနဲ့ကလေးယူကိုပြင်ဆင်နေတဲ့သူတွေဒါမှမဟုတ်လို့ရှိရင် IVF IUI XC စသည်ဖြင့်တခြားနည်းလမ်းတွေနဲ့ကလေးယူကိုစ조사နေတဲ့သူတွေတယောက်ချင်းကျမနဲ့ဆွေးနွေးကြတယ်ဆိုလို့ရှိရင်ဘယ်လိုလူမျိုးတွေတက်ပိုတင်တော်လဲဆိုတာကိုကျမရှင်းပြချင်ပါတယ်ကျမနဲ့ဆွေးနွေးမှုတွေက quick advice service မဟုတ်ပါဘူးခဏလေးနဲ့15မိနစ်လောက်နဲ့consult လုပ်ပြီးတော့မြန်ဆန်ဒါဘာစားရမလဲဘာလုပ်ရမလဲဆရာမဆိုပြီးတော့ပြန်လှုပ်လိုက်တဲ့ service မျိုးမဟုတ်ပါဘူးဒီ fertility nutrition ကြီးအာဟာရနဲ့ခန္ဓာကိုယ်ကိုအကောင်းဆုံးပြင်ဆင်နိုင်မှုကိုကျမတည်တည်ချာချာအစစ်မြစ်အထူးပြုပေးတဲ့ service တစ်ခုဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်ကလေးယူကို fertility အတွက်ကိုပြင်ဆင်တယ်ဆိုတာကပထမဆုံးတစ်ခါလဲ consultation တစ်ခုတည်းနဲ့ပြီးသွားတဲ့ကိစ္စမဟုတ်ပါဘူးညီမတို့သမီးတို့ရဲ့မျိုးဥတွေရအောင်သူတို့ဖွံ့ဖြိုးလာဖို့တေချာရင့်မှတ်လာဖို့ကအချိန်က3လလောက်အချိန်လိုပါတယ်ဟော်မုန်းတွေညီမျှဖို့တွေပြင်ဆင်နေဆိုတာလည်းအချိန်ပေးရပါတယ်ဒါကြောင့်မို့ကျမကတူးချင်း client အနေနဲ့အလုပ်လုပ်တယ်ဆိုလို့ရှိရင်2လ3လ plan အနေနဲ့အလုပ်လုပ်ပါတယ်ပထမကကျမက assess လုပ်ဖို့ပဲထားပါတယ် assess လုပ်တယ်ဆိုတာတည်တည်ချာချာလေးလာစုံစမ်းမှုညီမတို့ဘာတွေစားတော့လဲဘယ်လိုတွေနေထိုင်လဲယာတိဆက်ဝန်းတွေကဘယ်လိုရှိလဲ blood test တွေသွေးအဖြေတွေသွေးအာဟာရနဲ့ပတ်သက်တဲ့သွေးတွေစစ်ခိုင်းပြီးတော့ဘယ်ဟာတွေလိုအပ်နေလဲညီမတို့နေထိုင်မှုပုံစံတွေမှာမျိုးအရေးသွေးပျက်စီးစေတဲ့ဟာတွေဘာတွေရှိနေလဲညီမတို့တအိမ်တွေကျန်းမာဖို့အတွက်ဘာတွေလုပ်ဖို့လိုနေလဲဒါတွေအကုန်လုံးကိုကျမသေချာမေးမြန်းလေ့လာပြီးတော့မှ plan လေးနဲ့အစားအသောက်တွေဘယ်လိုမျိုးပြောင်းလဲရမလဲအနေထိုင်တွေဘယ်လိုပြောင်းလဲရမလဲဖြည့်ဆွဲအားဆေးတွေဘယ်ဟာတွေတောက်တဲ့နဲ့နေထိုင်မှုပုံစံတွေဘာတွေပြောင်းလဲဖို့လိုလဲဒါတွေစသည်ဖြင့်တေချာကို plan လုပ်ပြီးတော့ပေးပါတယ်ဒါတွေကိုတည်တည်ချာချာ step by step တစ်ဆင့်ချင်းပြောင်းလဲနိုင်သွားဖို့ကိုအကူအညီပေးပါတယ်အဲ့တော့ပထမ session ပြီးလို့ရှိရင်ကျွန်မ follow up session လေးတွေနဲ့နောက်ထပ် session လေးတွေနဲ့ဘာတွေပြောင်းလဲဖို့လိုသေးလဲဘာတွေကတိုးတက်မှုရှိနေလဲညီမတို့ကဘာတွေပြောင်းလဲနိုင်လဲမပြောင်းလဲနိုင်လဲဒါတွေအကုန်လုံးကိုလက်တွေ့မှာတကယ်တိုးတက်မှုရရှိသွားအောင်အချိန်ယူပြီးတော့တူအလုပ်တွဲလုပ်သွားတာဖြစ်ပါတယ်IVF လုပ်ဖို့စဉ်းစားနေတဲ့သူတွေဒါမှမဟုတ် IVF လုပ်ဖို့စတင်ပြင်ဆင်နေတဲ့သူတွေအတွက်ဆိုလို့ရှင်လဲအဆင့်အတိုင်းမှာအကောင်းဆုံးအခြေအနေဖြစ်ပြီးတော့ဒီ IVF လုပ်ရတဲ့ငွေကုန်ကြေးကြတွေပင်ပန်းမှုတွေအကုန်လုံးတန်အောင်တခါတည်းဒီဘက်ကလည်းတစ်ချက်ဒီအာဟာရပိုင်းကလည်းအကုန်လုံးပြည့်စုံနေအောင်ကျွန်မကတည်တည်ချာချာစဉ်းစားပြီးတော့အဆင့်အတိုင်းမှာကူညီပေးပါတယ်ကျွန်မနဲ့တယောက်ချင်းဆွေးနွေးတဲ့ program မှာကလေးယူကိုတကယ် priority ဒါကဦးစားပေးလို့သတ်မှတ်ထားပြီးတော့ကိုယ့်ရဲ့အချိန်တွေငွေတွေအကုန်လုံးကိုရင်းနှီးမြှုပ်နှံမှုအဆင်သင့်ဖြစ်တဲ့သူတွေနဲ့တင့်တော်ပါတယ်ဒီနှစ်တွင်းမှာကိုကတည်တည်ချာချာ plan လုပ်ပြီးတော့ pregnant ဖြစ်ဖို့စ조사နေရဆိုလို့ရှိရင်ကျမကိုဆက်သွယ်နိုင်ပါတယ်ကျမကတလမှာတယောက်ချင်းလုပ်တဲ့လူဦးရေကန့်သက်ထားပါတယ်ဒါကြောင့်မို့လို့စုံစမ်းကြလို့ရှိရင်ဆက်သွယ်လိုက်ပါကျေးဇူးတင်ပါတယ်အားလုံး see you next time